ကဲဒူရီရှစ်မိတ်ဆွေဝါဒနာတူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါမနေ့ကကျွန်တော်ပေးခဲ့တယ်နော်ရှစ်ပတ်တီရှစ်နဲ့ပတ်သက်တဲ့မိန်းကွက်တီရှစ်ငါရှစ်လေး80 89အောင်ခဲ့ပြီကျွန်တော်ပေးခဲ့တယ်ဒီတစ်ပတ်တီကတော့ပြီးပြီပေါ့နော်နေ့တိုင်းဝမ်းချင်းလေးတွေကျွန်တော်တင်ပေးမှာပါကျွန်တော်ကအခုမှစပြီးတော့ဗီဒီယိုလေးတွေရိုက်ပြီးတော့တင်ပေးနေတာအခုမှစပြီးတော့တင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုနှစ်သက်တဲ့သဘောကျတယ်ကြည့်ရှင်နေဆိုရင် like လေးတွေနှိပ်ပေးခဲ့ပါလက်မလေးတွေနှိပ်ပေးခဲ့ပါ like and share subscribe လေးတွေနှိပ်ပေးပါ subscriber လေးတွေနှိပ်ပေးပြီးတော့ဝန်းရံပေးပါကူညီပေးပါလို့မေတ္တာရက်ခံပါတယ်ဦးတော်တော်ကိုမမညီကိုမောင်နှမများအားလုံးအတွက်ကျွန်တော်ဒီနေ့နေ့တိုက်လေးကတော့စေတနာဖြင့်ကျွန်တော်တင်ပေးတာပါ25ရက်2လ2026မနက်ခင်း12နာရီ12နာရီဆို sorry တရက်စာပေါ့နော်ဝမ်းချင်းအမာလေးပါတရက်စာဝမ်းချင်းအမာလေးပါဝမ်းချင်းလေးကတော့အခုမြင်တွေ့ရတဲ့အတိုင်းပဲ9-3ညဝမ်းချင်းလေးပါဗျ9-3ညဝမ်းချင်းလေးပါအကြိုက်ဆုံးတစ်လုံးကတော့3ညပါဗျရှိဝေးဝေးကျွန်တော်ပြောတော့ဘူးအခုမှစတင်ရတာမလို့ဗီဒီယိုလေးကလည်းအချိန်တူတူပဲတင်လို့ရပါတယ်ဗျ9-3ညပတ်တီ9-3ညဝမ်းချင်း3ညတစ်လုံးကတော့ကျွန်တော်အကြိုက်ပါအကြိုက်တူတဲ့လူရှိရင်ပို့ပြီးတော့ပတ်ပါ9-3ညဝမ်းချင်း9-3ညပတ်တီကိုကနန်းက9နဲ့ပတ်သက်တာက9ရှောက်9ခွန်9တစ်9နှစ်3ည9ကို6ခွန်1နှစ်နဲ့ကပ်ပါဗျနော်ကပ်ပါ1နှစ်နဲ့ကပ်ပါ9နဲ့ပတ်သက်ရင်9ရှောက်9ခွန်9တစ်9နှစ်3ညနဲ့ပတ်သက်ရင်3ညရှောက်3ညခွန်3ညတစ်3ညနှစ်ပါဗျနော်